여러분 안녕하세요. 여러분고 디니마 디 금지 소래 디 표지판네요. 여러분 디니 신비하비도 아마 피바래. 디 금지 소래 디 표지판에 하자에 사미회 맞아에 이거 이 표지판은 무엇입니까? 소비오 미터 바래 여러분. ဆိုတော့ဒီမှာနံပါတ်1မှာဒီမှာပါတဲ့ဒီပုံတွေကိုကြည့်ရင်ရောဘောကမြန်မာလိုတော့သိမယ်ထင်တယ်နော်ဒီမှာပထမဆုံးပုံကိုကြည့်ရင်ရောဘောဘာဖြစ်မလဲမြန်မာလိုစစ်လိမ့်မတောက်ရမှန်ပါတယ်စစ်လိမ့်မတောက်ရပါစစ်လိမ့်မတောက်ရကိုရီးယားလိုဘယ်လိုပြောလဲခင်မြောင်ဆိုတော့ no smoking နောက်ပြီးတော့ဒုတိယပုံကိုကြည့်ပါရောဘောဒုတိယပုံကဘာဖြစ်မလဲအစားအသောက်ပါတယ်ပုံကိုကြတော့ဒီလိုလုပ်ထားရဲဆိုတော့ဘာဖြစ်မလဲအစားအသောက်မစားရဟုတ်ပါတယ်ဒီနေရာမှာအစားအသောက်မစားရဘူးဆိုတော့ 음식 반명 금지ဒီနေရာမှာအစားအသောက်ကိုယူလာခွင့်မပြုဘူးအစားအသောက်မစားရဘူးလို့ပြောတာဖြစ်ပါတယ်음식ဆိုတာ음식 무ဆိုတာကအစားအသောက်반명ဆိုတာကယူဆောင်လာတဲ့금지ယူဆောင်လာခြင်းကိုမပြုရဘူးနောက်တစ်ပုံကကြတော့ဘာဖြစ်မလဲရောတော့ဖုံးပါတယ်ဖုံးပါပြီးတော့ဒီလိုလှုပ်ထားရဆိုလို့ရှိရင်တော့ဒါဒီနေရာမှာဖုံးပြောခွင့်မရှိဘူးဆိုတာသိပါတယ်ဆိုတော့ဒီနေရာမှာဖုံးမပြောရဆိုရင်ဘယ်လိုပြောမလဲရှုတဲ့ကြောင့်သာစာယုံ금지ရှုတဲ့ကြောင့်သာဆိုတော့ရှုတဲ့ကြောင့်သာကဖုံးစာယုံဆိုတာကအသုံးပြုသည်금지ကတားမြစ်သည်နောက်တစ်ပုံကိုကြည့်ပါရောတော့နောက်တစ်ပုံကဘာဖြစ်မလဲရောတော့ကင်မရာပါတယ်ကင်မရာကိုဒီလိုလုပ်ထားရဲဆိုတော့ဒါကဓာတ်ပုံမရိုက်ရဘူးဆိုတော့ဓာတ်ပုံမရိုက်ရဘူးကိုရီးယားလိုဘယ်လိုပြောမလဲရောတော့사진 촬영 금지 사진ဆိုတာကဓာတ်ပုံ촬영ဆိုတာကရိုက်ကူးသည်금지ဆိုတော့တားမြစ်တယ်ဆိုတော့ဓာတ်ပုံရိုက်ခြင်းကိုတားမြစ်တယ်ဆိုတော့ဓာတ်ပုံမရိုက်ရဤနေရာတွင်ဓာတ်ပုံမရိုက်ရ사진 촬영 금지နောက်ဒီမှာပါဇက်ပါတယ်ပါဇက်ကိုနေပြီးတော့ဒီမှာပိတ်ထားရဲဆိုတော့ရှူစကားမပြောရဘူးပေါ့နော်ဒီမှာတိတ်တိတ်လေးနေရမယ်နေရပေါ့စကားမပြောရဘူးဆိုတဲ့နေရစကားမပြောရဘူးလို့ပြောလဲရောတော့ပေါ့네 실내 정수စကားမပြောရဘူးဒီနေရာမှာနောက်တစ်ခုကကြာရင်ဘလို့လဲရောတော့ပေါ့ဒီမှာလူတယောက်ရှိတယ်ဒီမှာဒီလိုဖြတ်ထားတယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဒီနေရာကနေပြီးတော့ဖြတ်ပြီးတော့တွာလာခွင့်ရှိလားမရှိဘူးလားဟုတ်ပါတယ်ဒီနေရာကနေဖြတ်တန်းတွာလာခွင့်မရှိဘူးဆိုရင်출입 금지 출입ဆိုတာကဝင်တာထွက်တာကိုပြောတာเนาะ출입 금지ဆိုတော့ဒီနေရာဖြတ်တန်းတွာလာခွင့်မပြုနောက်တစ်ပုံကြည့်မယ်ရောတော့ဗောနောက်တစ်ပုံမှာကြတော့ဒီလိုလောက်ထားဆိုတော့ဒီဟာမကန်ရမထိရဆိုတဲ့ဟာဒီလိုမလားအနားကိုမကတ်ရတော့အနေရှိသည်တို့အဲ့လိုဟာတွေမှာဒီလိုမျိုးလက်ကိုပြထားတဲ့ပုံစံတွေရှိတယ်ဟုတ်အဲ့ဒါဆိုရင်ဘလို့ကိုရီးယားလိုဘလို့ပြောလဲ접근 금지 접ဆိုတာကင်တွေ့တဲ့ဟာကိုပြောတာဆိုတော့မထိရမကန်ရအနားကိုမကတ်ရဘူးဆိုလို့ရှိရင်접근 금지နောက်တစ်ခုကကြာရင်ဒီမှာလမ်းပြတ်မကူရဆိုလို့ရှိရင်ဘယ်လိုပြောလဲ무단횡단 금지နောက်တစ်ခုကဒီမှာကားပါကင်မထိုးရဆိုရင်ဘယ်လိုပြောလဲ주차 금지ဒီမှာဆိုလို့ရှိရင်အမြန်မမောင်းရဆိုရင်ဘယ်လိုပြောလဲ과속 금지ဆိုတော့여러분ဒီဟာတွေကိုတေချာဖတ်ထားရင်နောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်안녕